အားလုံးမင်္ဂလာပါလမ်းခွဲပြီးရဲ့နောက်မှာလိုရမယ့်အချက်၅ချက်ကိုကျွန်မဒီနေ့ပြောပြချင်ပါတယ်လူတော်တော်များများကချစ်သူနဲ့လမ်းခွဲပြီးရဲ့နောက်မှာစိတ်ဓာတ်ကျပြီးတော့ကိုဖြစ်တယ်လို့နေပြလိုက်တာတွေတော်တော်များပါတယ်။အလှပဆိုလို့ရှိရင်လည်းမပြင်းတော့ဘူး။တငယ်ချင်းတွေနဲ့လည်းတိတ်မလို့တော့ဘူး။ကိုဖြစ်တယ်လို့နေတယ်။ပြီးရင်ကိုယ့်ရဲ့ကျမ်းမာရေးကိုလည်းဂရုမစိုက်တော့ဘူး။အစားအသောက်တွေကိုလည်းဂရုမစိုက်တော့။အဲ့ဒီနေကိုလည်းဂရုမစိုက်တော့။အဲ့ဒီအခါမှာမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာပြီးတော့နောက်ပိုင်းမှာအန္တရာယ်ရှိပါတယ်။ဒါကြောင့်မလို့ကျမတို့တွေကဒီလမ်းခွဲပြီးတဲ့နောက်မှာကိုတန်မိုးထားဖို့ self esteem မြင့်လာစေဖို့လုပ်ရမယ့်ချက်တွေကိုကျမဒီနေ့ share လုပ်ပေးမှာဖြစ်ပါတယ်။နံပါတ်1ချက်ကဘာလုပ်ရမလဲဆိုတော့self care လုပ်ရမှာဖြစ်ပါတယ်ကျမတို့တွေကကိုဂရုမစိုက်ဖြစ်တဲ့အရာတွေကိုပြန်ပြီးဂရုစိုက်မယ်ကိုလှပအောင်ပေါ့နော် make up လိမ့်ပြီးပြင်တာမျိုးရှိချင်းရှိမယ်ဒါက main ကလေးတွေအတွက်ပေါ့နော်ပြီးရင်ကိုကစပင်းလေးညှစ်လိုက်တာမျိုးဒါမှမဟုတ်လို့ရှိရင်နောက်ထပ်ကဘာတွေလုပ်လို့ရတယ်လဲဆိုလို့ရှိရင်ကျမတို့တွေဒီကျန်းမာရေးကောင်းအောင်လို့မလို့ကျမတို့တွေလေ့ကျင့်ခန်းလုပ်တာမျိုးတွေကိုစိတ်ကိုတည်ငြိမ်အောင်တရားထိုင်တာတွေ breathe in breathe out လုပ်တာတွေယောဂလေးကျင့်ခန်းလုပ်တာတွေ gym ဆော့တာတွေဒါမျိုးတွေကျမတို့လုပ်လို့ရတယ်ဒီလိုနည်းအားဖြင့်ကျမတို့ self care လုပ်မယ်ဒါကနံပါတ်1အချက်ဖြစ်တယ်နောက်နံပါတ်2ကဘာလဲဆိုတော့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာ positive thinking ရှိတဲ့လူတွေနဲ့ဝင်ရမှာဖြစ်တယ်ကျမတို့ဒီတစ်ဖက်ကပေါ့နော် negative အကြောင်းတွေပေါ့ negative စကားတွေလာပြောမဲ့အရာတွေဘသူကတော့နင့်ကိုဘလို့ပြောနေတယ်ဟိုဘက်ကတော့လေဘသူနဲ့တော့ပြောနေရတဲ့ဆိုပြီးလာပြောမဲ့သူတွေနဲ့ဝေးရမှာကိုနေရမယ်ကျမတို့တွေကကိုဒီ mental support ပေးမဲ့ကိုချစ်ခင်ရတဲ့ကိုရဲ့တငယ်ချင်းတွေမိသားစုဝင်တွေနဲ့ပဲကိုရဲ့ပတ်ဝန်းကျင်မှာဖြစ်ထားမယ်အဲ့လိုလူတွေနဲ့ပဲကျမတို့နေဖို့လိုအပ်ပါတယ်နောက်နံပါတ်3ချက်ကဘာလဲဆိုတော့ကိုရဲ့အားသာချက်တွေမှာအာရုံစိုက်မယ်ကိုရဲ့ကိုအောင်မြင်အောင်လှုပ်ဆောင်ခဲ့ဘူးတဲ့အရာတွေကိုရဲ့အားသာချက်တွေမှာကျမတို့အာရုံစိုက်မယ်ကိုမလုံးနိုင်ခဲ့တဲ့အရာတွေအတွက်ငါအရင်ငါပေါ့နော်ဒီလိုလုပ်ခဲ့လို့သူထားသွားတာဆိုတာမျိုးတွေကျမတို့လုံးဝမတွေးရဘူးအဲ့ဒီအချိန်မှာကျမတို့အနေနဲ့ကိုလုံနိုင်ခဲ့တဲ့ကိုရဲ့အားသာချက်တွေကိုမှအာရုံစိုက်မယ်ငါအကောင်းဆုံးလုပ်ပေးခဲ့တယ်ငါအကောင်းဆုံးဒီနားလည်ပေးခဲ့တယ်စာရှိသမျှပေါ့နော်ဒါလေးတွေငါအကောင်းဆုံးစူးစမ်းပြီးရခဲ့တယ်ဒီလိုမျိုးကျမတို့တွေအဲ့ဒီနေရာမှာကိုလုံနိုင်ခဲ့တဲ့ကိုရဲ့အားသာချက်တွေကိုမှပဲကျမတို့အာရုံစိုက်မယ်။ဥပမာဆိုရင်ငါကအလုံးနဲ့ပတ်သက်လို့ရှိရင်တိကျတယ်။ငါကအလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ငါကောင်းကောင်းငွေရှာနိုင်တယ်အစရှိသဖြင့်ပေါ့နော်ကျမတို့တွေကိုယ့်ရဲ့အားသာချက်တွေမှာပဲအာရုံစိုက်မယ်။နောက်နံပါတ်4အချက်ကပါလဲဆိုတော့ကျမတို့ပန်းနိုင်နေချမှတ်မယ်ဒီလိုပန်းနိုင်နေချမှတ်တဲ့အခါမှာကျမတို့ဒီမဖြစ်နိုင်တဲ့လို့ပြောတဲ့အခါမှာလုံးဝမဖြစ်နိုင်တာမျိုးတော့မရှိနေဘူးပေါ့နော်ဘဝမှာစူးစမ်းရင်ဖြစ်တယ်ဒါပေမဲ့လက်ကိုအနေနဲ့ပေါ့နော်တစ်နှစ်ဆိုဒီတစ်နှစ်အတွင်းမှာရနိုင်လောက်တဲ့ကိုချမှတ်မယ်ဆိုတော့ကျမတို့တွေဖြစ်နိုင်တဲ့ပန်းနိုင်တစ်ခုကိုကျမတို့ချမှတ်မယ်ဒါပါတော့ဒီနှစ်ထဲမှာငါကဘယ်ဆောင်မိုးပွဲတွေကိုငါရအောင်ဖြည့်မယ်ဘာတွေကိုတော့ငါရအောင်လုပ်မယ်ဒီလိုမျိုးကိုကတတ်မှတ်မယ်ပြန်ပြီးတော့တတ်မှတ်မယ်ပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ကျမတို့တွေဒီကိုက break up လုပ်လိုက်တဲ့အခါမှာလမ်းခွဲလိုက်ပြီးရဲ့အခါမှာကိုစိတ်သက်ကိုပေါ့နော်မကျေနပ်ချက်တွေနဲ့ဒီ self esteem နဲ့နေရာတွေရှိမယ်စိတ်သက်ကြတာတွေရှိမယ်ကိုပြန် healing လုပ်လို့မရတဲ့အပိုင်းတွေရှိနေရင်ကိုစိတ်ထဲမှာဒဏ်ရာတွေကြံနေတယ်ဆိုရင်ကိုက counseling ယူပြီးတော့ကိုပြန်ပြီးတော့ healing လုပ်တာမျိုးဒါမှမဟုတ်ရှင်နောက်ထပ်က coaching session တွေယူပြီးတော့ကျမတို့တွေကိုပြန်ပြီးတော့ဒီတတိထားမိလာအောင်ပြန်ပြီးတော့ကုစားတာမျိုးတွေကျမတို့တွေလုပ်သင့်ပါတယ်ဆိုတော့အခုပြောပြပေးတဲ့အချက်၅ချက်ကမိတ်ဆွေအနေနဲ့ဒီကိုချစ်သူဒါမှမဟုတ်အိမ်အောင်ဘက်နဲ့လမ်းခွဲထားတယ်ကိုပြိုလဲနေရတယ်ဆိုလို့ရှိရင်ဒီအချက်၅ချက်ကမိတ်ဆွေကိုပြန်ပြီးတော့အများကြီးကူညီပေးနိုင်ပါတယ်ဒါကြောင့်မလို့ဒီချက်၅ချက်ကိုလုပ်ဖို့အကြံပြုပေးရစေစောင့်တိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့အီမွေပါ life and relationship coach တယောက်ဖြစ်ပါတယ်အချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုလေ့လာခြင်းနဲ့ဆိုရင် like and follow လုပ်ထားပေးလို့ရပါတယ်မိတ်ဆွေအနေနဲ့ရှင်ဖွင့်တိုင်းမှာဆွေးနွေးစရာအကြောင်းအရာတွေရှိရင်ကျွန်မနဲ့101 coaching session ယူပြီးတော့ဆွေးနွေးလို့လည်းရပါတယ်